တရိတ်ဆန်လေးတွေသားပေါက်တဲ့နီးမျိုးစုံရှိပေမဲ့လေပင်ရှိရှိနဲ့တစ်ကလက်အုပ်လေးတွေသားပေါက်တဲ့ပုံစံတွေကိုရောတင်တို့မြင်ဘူးပါသလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်လိုက်ကြရအောင်ဒီဗီဒီယိုလေးထဲမှာတော့တဘာဝအတိုင်းကလေးမွေးဖွားပြီးတဲ့နောက်တစ်ကလက်အုပ်မိခင်နဲ့မွေးကင်းစတစ်ကလက်အုပ်လေးရဲ့အပြုမှုတွေကိုတွေ့မြင်နိုင်ပါတယ်တော်ရန်ဒရိတ်ဆန်လောကမှာထူးခြားပြီးအံ့ဩစရာကောင်းတဲ့တစ်ကလက်အုပ်လေးတွေကကိုဝင်ဆောင်ကာလကိုလူသားတွေလို6လမဟုတ်ပဲပြည့်မြအားဖြင့်15လရက်ပေါင်း400ကနေ480ဝန်းကျင်အထိကိုဝင်ဆောင်ရပါတယ်ဒီလိုကြာမြင့်စွာကိုဝင်ဆောင်ခြင်းကကလေးငယ်ကိုမွေးဖွားပြီးတာနဲ့ချက်ချင်းထရက်ပြီးလှုပ်ရှားနိုင်ဖို့လိုအပ်တဲ့ဖွံ့ဖြိုးမှုတွေကိုအပြည့်အဝရရှိစေပါတယ်တစ်ကလက်အုပ်တွေဟာကလေးမွေးဖွားတဲ့အချိန်မှာမတ်တက်ရက်ပြီးတော့မွေးဖွားလေးရှိပါတယ်။တစ်ကလက်အုပ်အမတွေဟာကလေးမွေးဖွားခံသည့်အချိန်မှာမတ်တက်ရက်လျက်အနေထားနဲ့မွေးဖွားပြီးကလေးငယ်ဟာမြေပြင်ပေါ်ကိုပြုတ်ကျတဲ့အခြေအနေနဲ့ကြုံတွေ့ရပါတယ်။ကလေးမွေးဖွားနေချိန်မှာတော့တစ်ကလက်အုပ်ကလေးငယ်ဟာမိခင်ရဲ့မွေးလန်းချောင်းကနေ6ပေမီတာအဖြစ် 1.8 မီတာကနေ2 မီတာခန့်အကွာအဝေးကနေမြေပြင်ပေါ်ကိုပြုတ်ကျပါတယ်။ဒီလိုပြုတ်ကျတာဟာကလေးငယ်ကိုထိခိုက်မှုမရှိစေဘဲစန့်ကျင်ဘက်အားဖြင့်အကျိုးရှိစေပါတယ်။ပြုတ်ကျတဲ့အချိန်နဲ့စောင့်ချက်ဟာချက်ကျိုးကိုပြတ်စေပါတယ်။ကလေးကိုဖုံးအုပ်ထားတဲ့အမေးပါးကိုလည်းအလိုအလျောက်ဆုပ်ပြဲပြီးသားဖြစ်သွားစေမှာပါ။ကလေးငယ်ကိုရှော့ဖြစ်စေပြီးပထမဆုံးအသက်ရှူခြင်းကိုလည်းလှုံ့ဆော်ပေးပါတယ်။ကလေးငယ်ဟာအများသောအားဖြင့်ရှေးခြေထောက်များနဲ့ဦးခေါင်းကိုအရင်ဆုံးထုတ်ပြီးမြေပြင်ပေါ်ကိုပြုတ်ကျတဲ့ပုံစံမျိုးနဲ့မွေးဖွားလာခဲ့တာပါ။တစ်ကလက်အုပ်ကလေးငယ်တွေဟာမွေးကင်းစအရွယ်မှာတင်လူကြီးတစ်ယောက်ရဲ့အရက်နီးပါးလောက်ရှိပြီး6ပေ 1.8 မီတာခန့်မြင့်ပါတယ်။ကိုယ်လေးချိန်ကတော့ပြင်းပြအားဖြင့်ပေါင်100ကနေပေါင်200ဝန်းကျင်အထိရှိတတ်ပါတယ်။ရှင်သန်နိုင်ဖို့အတွက်တစ်ကလက်အုပ်ကလေးငယ်တွေဟာမွေးဖွားပြီးနောက်တနာရီအတွင်းမှာတင်မတ်တက်ထားရနိုင်ပြီးလမ်းလျှောက်နိုင်ဖို့အတွက်စူးစမ်းကြပါတယ်။တချို့ကလေးတွေဆိုရင်နာရီအနည်းငယ်အတွင်းမှာပဲမိခင်ဖြစ်သူနဲ့အတူပြေးလွှားဆော်ကစားနိုင်ပါတယ်။ဒီစွမ်းရည်တွေဟာသားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်ကနေရှောင်ရှားနိုင်ဖို့အတွက်တဘာဝတရားကြီးကဖန်တီးပေးထားတာပါ။တစ်ကလက်အုပ်ကလေးငယ်တွေဟာမွေးဖွားပြီး3နာရီအတွင်းမိခင်တို့ကိုဆိုရပါတယ်။ဒီနို့မှာတော့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ခုခံအားတွေပါဝင်ပါတယ်။ကလေးငယ်ဟာပြင်းပြအားဖြင့်6လကနေ12လအထိမိခင်တို့ကိုမိခိုရပါတယ်။တစ်ကလက်အုပ်လေးတွေဟာမွေးဖွားပြီးကစားအချိန်မှာလဲကျနေရာကနေတဖြည်းဖြည်းထားရက်ဖို့ကြိုးစားရတာမိခင်ကရှာနဲ့ရက်ပြီးတန်ရှင်းရေးလုပ်ပေးတာနဲ့လှုပ်ရှားဖို့အားပေးနေတာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အခုလိုမြန်မြန်ထားရက်နိုင်ဖို့ကြိုးစားခြင်းကတစ်ကလက်အုပ်တို့ရဲ့မျိုးရိုးဗီဇဆိုင်ရာရှင်သန်မှုတဘာဝတစ်ခုပဲဖြစ်ပါတော့တယ်။